အဲ့ဒီချစ်ရလဲတအားပေါက်တယ်နော်ဟိုအဓိကတော့ comparison ပြောချင်တာပါတချို့တွေကြတော့လဲ club တို့ဘာလို့သွားတော့မှငါတို့ကအဆင့်မီတာတို့ပျော်ရတယ်တို့တဲ့ငါတို့က K ရှူမှတော့ငါတို့က E ရှူမှတော့ငါတို့က Shaki 2မှပျော်ရတယ်လို့ငါတို့ကဆေးချမှပျော်ရတော့မဟုတ်ပါဘူးကျွန်တော်ပျော်ရွှင်မှုဆိုတာကသူ့ data နဲ့သူ့အကြိုက်နဲ့သူပေါ့နော်ဥပမာထားပါတော့မြန်မာပြည်ကြောက်စိမ်းတီးတဲ့ဆိုင်းကိုဦးစော်ဝင်းတို့ကြိုက်တဲ့သူတွေသွားပေးနားထောင်ကြည့်တယ်သူတို့ဘာပြောအဲ့ဘယ်လိုဘာတွေမှလည်းမသိဘူးလို့ပြောမှာပေါ့နော်တို့ပေတော့ညာလဲကျွန်တော်တို့မြန်မာတန်ချင်းမြန်မာဆိုင်းကိုကြိုက်တဲ့ဟိုးကျွန်တော်တို့အဖိုးတွေဘာတွေကိုဦးစော်ဝင်းထုတ်ရဲ့တခြင်းကိုသွားနာပေးနားထောင်ကြည့်လိုက်ပေါ့နော်ဆိုတော့သူတို့ဘာပြောမလို့ဆိုတော့မင်းတို့ခေကွာဘာတွေမှမသိဘူးဆိုပြောမှာပဲဆိုတော့ပြောချင်တာကတော့လူတိုင်းကသူ့အကြိုက်နဲ့သူဆိုတော့ဆိုလို့ချင်တာပေါ့နော်ဆိုတော့ဒီမှာဆိုလဲပြောဖို့ကောင်းပါတယ်ကားထားမယ်လုံးဆမ်းမနောက်တစ်ခေါက်လောက်အိမ်လိုလဲမရဘူးရောင်နေတဲ့တန်လို့နေအောင်ပေါ်ပြီးပေါ်တာတွေလမ်းလို့ခေါ်ပါမီ